ဒီတစ်ခေါက်ကျွန်တော်မိမကဆိုင်နေမှာကြော်တဲ့ကျုပ်ထမင်းကြော်လေးစားခြင်းနဲ့ဆိုလို့ကျွန်တော်အိုးလေးကိုတစ်တော့ကနေမှာထားတာလေးရောက်လာတာနဲ့တခါတည်းအိုးလေးကိုမကတ်အောင်လုပ်ပြီးတော့ကျုပ်ထမင်းကြော်လေးကြော်ထားတာလေးကိုဗီဒီယိုလေးရိုက်ထားတာပါဒီအိုးလေးကိုတစ်တော့ကနေတိုက်ရိုက်ဝယ်လို့ရအောင်လို့ကျွန်တော်ချင်းဝါလေးချထားပေးပါတယ်အရင်ဆုံးအိုးကိုမကတ်အောင်လို့ကျွန်တော်အိုးကျင်ပေးမှာဖြစ်ပါတယ်အရင်ဆုံးအိုးကိုမီးပြင်းပြင်းနဲ့အပူပေးပြီးတော့ဆက်ရုံကနေပါလာတဲ့အပေါ်ကကုတ်တင်လေးကွာသွားအောင်လို့အရင်အပူပေးလိုက်ပါတယ်ဒီလိုလေးကုန်ပြောင်သွားပြီဆိုရင်တော့ကျွန်တော်စီထည့်ပြီးတော့စီကိုပူလာတဲ့အထိထားပြီးတော့နှက်ဆက်အောင်လိုက်ပြီးတော့တုပ်ပေးပါမယ်ပုံနေတဲ့စီတွေကိုတော့ထုတ်ပြီးတော့ကျွန်တော်နှက်ခမ်းလေးတွေမရောက်တဲ့အတွက်ကျွန်တော်တစ်ရှူးလေးနဲ့နှက်ခမ်းလေးတွေထိလိုက်တုပ်ပါတယ်ပြီးအိုးဖင်ကိုလည်းလိုပါပဲလိုက်ပြီးတော့တုပ်ပြီးတော့ပူပေးထားလိုက်ပါတယ်ဒီလိုပူပေးပြီးတော့ကျင်ပြီးသွားပြီဆိုတော့ over ready ဖြစ်သွားပါပြီထမင်းကြော်ဖို့အတွက်တော့စီဘိုးအရင်ပူပေးပြီးတော့ IC လေးတွေကိုပြန်ထုတ်လိုက်ပါတယ်ပြီးရင်တော့အိုးမှာကျန်နေတဲ့စီနဲ့ပဲကျဲဥလေးတွေကိုထည့်ပြီးတော့ကြော်လိုက်ပါတယ်ကျဲဥကြော်ပြီးသွားရင်တော့ကျွန်တော်မဲသားလေးကိုထည့်ပြီးတော့ကြော်လိုက်ပါတယ်ပြီးရင်တော့ကြက်သွန်ဖြူရဲ့ကြက်သွန်နီကြက်သွန်မိတ်နဲ့ခါကျဲဥလေးတွေကိုလည်းထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်ပြီးရင်တော့မနေ့ကကျန်တဲ့ကျွန်တော်ထမင်းကျန်းလေးတွေကိုထည့်ပြီးတော့ကြော်လိုက်ပါတယ်အရသာအတွက်ကတော့ကျွန်တော်ပဲငယ်ပြာရည်ရဲ့ခရူးစီရဲ့စားရဲ့ကြာညွှတ်ရဲ့ထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်နန်းလေးမွေးသွားအောင်လို့ငရုတ်ကောင်းရဲ့နောက်ဆုံးကြက်သွန်မိတ်လေးထည့်ပြီးသွားရင်တော့ထမင်းကြော်လေးရသွားပါပြီထမင်းကြော်လေး ready ပြီဆိုရင်တော့ကျွန်တော်အပေါ်ကနေကြက်ဥတင်ဖို့အတွက်ကျွန်တော်ကြက်ဥကိုကြော်ပါတယ်ကျုပ်ကြော်လဲဒီအိုးထဲမှာပဲတစ်ခါထည့်ကြတော့ပါဒီလိုမျိုးလေးပဲမကတ်ပါဘူးဒီလိုဆိုရင်တော့ရမ်းမွေးတဲ့ထမင်းကြော်နဲ့ကျုပ်ကြော်လေးရတော့ပါပြီ